ကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့ပြည်သူတွေအတွက်အကုန်လုံးလွတ်မြောက်ဖို့အတွက်ပြည်သူတွေမှာတော်လှန်ရေးတရက်ဆင်နွှဲဖို့လိုတယ်ဘူချူထုမျက်နှာပြောသွားတဲ့စကားကရန်တဘောကြတယ်ပေါ့လေနော်ငါတို့မြန်မာပြည်သူအားလုံးလွတ်မြောက်ဖို့အတွက်တော်လိုင်းရဲ့တရကမဖြစ်မနေဆင်နွှဲရမယ်ဆိုတဲ့ဟာပေါ့လေနားလည်မလားအခုရန်ကုန်မန္တလေးမှာပမာလွတ်မြောက်တတ်မတော်တွေဖွင့်စည်းကြတယ်ဆိုလို့ဝမ်းသာလေဒါဖြစ်တဲ့လေတိုင်းတလက်နဲ့ကန်တွေကအိတ်ထိလာပြီးမှတိုက်ဖို့ဆိုတာအရင်ခက်တယ်ပေါ့လေနော်အဲကြောင့်ကိုနေတဲ့ဒေတာအကြောင်းကိုအတိဆုံးလေအဲကြောင့်ရန်ကုန်မန္တလေးမှာနေတဲ့ပမာတွေနော်ဟိုအိမ်တော့ကအာနာမသိခင်မှာဒီတိုင်းတလက်နဲ့ကန်တွေအိတ်ထိလာတိုက်မယ်ဆိုလို့ရှိရင်ပမာတွေကမကြိုက်တော့လေသိမလားစစ်တပ်နဲ့ပေါင်းရပြန်ချတော့မှလေအဲကြောင့်ဒီချက်အခွင့်ကောင်းပဲနော်စစ်တပ်အာနာသိမ်းတာကအခွင့်ကောင်းလို့ပြောချင်တာမဟုတ်နော်သူတို့အာနာသိမ်းလိုက်တဲ့အပေါ်မှာအမောင်မိုက်ဆုံးအချိန်မှာငါတို့သိမလားအဲ့ဒါကအခွင့်ကောင်းယူပဲသိမလားအကောင်းဆုံးယူပြန်သူတို့တွန်းလိုက်ရမယ်လို့ပြောချင်တာပါနားလည်မလားအမေစုပြောရနော်စင်ရတဲ့မိသားစုနဲ့ချမ်းသာတဲ့မိသားစုကမတူဘူးတဲ့နော်ချမ်းသာတဲ့မိသားစုကအကြောင်းကပြန်လာလို့ရှိရင်လေသိတယ်မလားခုခတ်ပြီးတော့တမျိုးကိုစားလိုက်ရုံပဲလေသိတယ်မလားအေးအင်ဂျီဆိုလို့ရှော့ဆမ်လေးပစ်ထားလိုက်ရုံပဲစီးတဲ့မိသားစုတော့အဲ့လိုမဟုတ်လေကလေးထင်းကူပေးရမယ်ညူတွေထောင်းကူပေးရမယ်နော်ငါတို့ကဒီချိန်မှာလေတမိုင်းပေးတဲ့တာဝန်ပဲနော်မြန်မာပြည်မှာငါတို့ကပြင်ပလောက်ရလေချင်းဆိုတာမျိုးတော့မတွေးကြနဲ့ပေါ့သိမလားအရေးပါတဲ့အချိန်မှာလူလာဖြစ်ပြီးမှကိုညီခွေရတာကိုပဲကျေးဇူးတင်ပါဝမ်းသာကြပါဦးသိမလားအေးနော်ဒီလိုကိုညီခွေရတာနဲ့ပဲပြောရမယ်လေဒါတမိုင်းပေးတဲ့တာဝန်ပဲလေဘလို့မှရှောင်လွှဲလို့မရဘူးလေအဲ့လိုပြောချင်တာအတိကတော့မင်းအောင်လိုက်ဆိုတာအခုသူတို့နော်လုံးဝအသက်ရှူချက်သွားပြီဆိုလို့ရှိရင်လေနောက်ဆုံးကြည်စံနေတဲ့ဒေါ်ဆန်းစုကြည်ကိုလေထုတ်ပြီးကစားလာလိမ့်မယ်ဒါစစ်မှုချုပ်ဆက်ဆက်လုပ်လာလေရိုးရောက်လေနော်ဒီအချိန်မှာဒေါ်ဆန်းစုကြည်ထွက်လာပြီးမှလေစစ်တပ်နဲ့ရင်ကြားစစ်အင်းအောင်လာပြီးပြောရင်လေမရတော့ဘူးတမတအုံးမြပြောလို့ရှိရင်လေသူ့လေစန့်ကျင်မှာပဲသိမလားအမေဆိုတဲ့ထွက်လာပြီးမှဒီလိုမျိုးလုပ်မယ်ဆိုတော့ငါမယုံပါဘူးเนาะဘယ်တော့မှလုပ်မှာမဟုတ်တော့ဘူးသိမလားသူတို့အမှတ်ရှိသွားတော့ပါပြီအခုချိန်မှာဘလို့မှကေလို့မရဘူးဖះလေးကေလို့မရတော့သိမလားဘလို့မှပြင်ဆင်လို့မရတဲ့အမားတစ်ခုကိုကျွန်းလွန်သွားပြီစစ်တပ်ကလေတော့တိမဒီတော်လိုင်းကရက်တက်လို့မရတော့ပြောချင်တာလေနားလေမလားအဲ့လိုပြောချင်တာနောက်တစ်ခုကတော့တရုတ်နော်တရုတ်ကထင်မသိရင်နော်မင်းအောင်လေဆိုတာလေအဝေးထင်းကလုံးနဲ့မောင်းနေတဲ့မှာ drone တစည်းတာတာပဲတော့လေတိတယ်မလားအရေးခွန်တက်တက်ပဲလေနားလေမလားအေးနောက်ဆုံးကျိုးကန်တဲ့တူကလေတရုတ်ပြီပဲလက်မေးချက်တရုတ်ပြီနားလေမလားအခုရန်ကုန်မန္တလေးမှာပမာစကားမပြောရဆိုရင်ဆောင်းဖို့ကြီးထောင်ထားရင်တွေ့တယ်မလားအဲ့ဒါပဲနဲ့နောက်ဆုံးတော့တကယ်တော့ဝပြီဆိုတော့တရုတ်ပြီပါပဲနော်အခုရှမ်းတွေကလေနော်ရှမ်းလက်ကန်တွေကလေဘာလို့တရုတ်ကမလို့ဆန်နိုင်ကြလဲတွေ့တယ်မလားအေးတရုတ်ကအာမခံရေးကြဘူးနော်အခုဘယ်မှာမှစစ်မဖြစ်နေတာမှရခံဘက်မှာစစ်ဖြစ်တယ်နော်ဘယ်မှာမှဘုံမကျိလေရခံဘက်မှာဘုံကျိတယ်အတိကသူတို့အဲ့ဒီရင်နံကြောက်ဖြူစိတ်ကောက်သူတို့လိုချင်တာလေတရုတ်နားလည်မလားဒေါ်ဆန်းစုကြည်လက်ချက်မှာသူတို့မရဘူးလေအဲကြောင့်မင်းအောင်လေသူတို့စစ်အာဏာရှင်တွေကိုဂီယာထိုးထားပေးတာလေသိတယ်မလားအေးသူတို့ဒီတရုတ်ကလေသူတို့ရဲ့အနီနာချင်းနိုင်ငံကိုကပေါ့နော်သူတို့လည်းမသိကြအောင်အမှတရုတ်တို့ဖိလစ်ပိုင်တို့ဟိုတရုတ်ပြည်နေသူတို့အနီနာချင်းဆိုလို့ရှိရင်မှဖိလစ်ပိုင်တို့ဗီယက်နမ်တို့ပြီးလို့ရှိရင်ကိုရီးယားတို့မြင့်ကြံတဲ့လေဂျပန်တို့အေးသူတို့လည်းမသိဘူးလေအဲကြောင့်အဲ့ဒီကထွက်ပေါက်အရန်ခက်တာပေါ့လေနော်အဲကြောင့်မှဒီပိုလက်ဒီတရုတ်စီမံကိန်းမှာပိုလက်မကြီးဆိုတာလေအေးအဲ့ဒါသူတို့အတွက်အကျိုးစီးပွားတစ်ခုတည်းပို့တဲ့နိုင်ငံရေး view ဟာမြောက်တာပေါ့လေနော်သိမလားအဲ့ဒီကလည်းလက်နက်တွေတွင်းတော့မှလေသိမလား free ရတော့မှလေသူတို့ကအေးအဲ့လိုမျိုးလှုပ်ရှားတော့မှတရုတ်တွေကလေအရာသူတို့တက်ရေးကြီးတဲ့နိုင်ငံရေးမဟာဗျူဟာကြတဲ့ထွက်ပေါက်တစ်ခုဖြစ်နေတာပေါ့နော်အဲ့ကြောင့်သူတို့အဲ့ဒါကိုမရရအောင်လုပ်ချင်တာနော်အဲ့ကြောင့်ရခိုင်ဖြစ်မှာအမြဲတမ်းစစ်ဖြစ်တဲ့ဘုံကျဲဆိုတော့အဲ့ဒါပဲနေနောက်ဆုံးတော့လေနားလည်မလားပြိပခတ်လူမျိုးရေးပြိပခတ်တွေတိုက်ပေးတယ်အမျိုးမျိုးစုံပေါ့လေတိမလားသူတို့အာဏာရဖို့ဆိုလို့ရှိရင်မျိုးစုံကောက်ကျတဲ့တွေတုံးမှာပဲလေအဲ့လိုပြောချင်တာအဲ့ကြောင့်ဒီတော်လိုင်းတရက်ကဘလို့မရက်တက်လို့မရအောင်เนาะကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေเนาะပတာတမိုင်းပေးတဲ့တာဝန်ပဲဘလို့နည်းနဲ့ပဲတော်လန်ဖို့တိမလားလေတလုံးလည်းပဲတော်လန်ဖို့အရေးကြီးပါတယ်အဲ့လိုပြောချင်တာနားလည်မလား